ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ကသူများအတွက်လုပ်ပေးတတ်ပြီးကိုရောသူများပါအတူတူတောက်ပနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားတတ်ကြတယ်ဆွဲဆောင်မှုရှိတဲ့လူဆိုတာကိုရောင်ကိုဝါရှိတဲ့သူကိုဆိုလိုခြင်းဖြစ်ပါတယ်နိုင်ရှင်ပြရရင်တော့လူအများကျိုးအတွက်ပို့ပြီးတော့ကိုညီလေးလေးကိုရောင်ကိုဝါပို့ပြီးတော့တောက်ပလေလေဖြစ်ပါတယ်လူတွေကမြင်လိုက်တာနဲ့ဒီလူနားမှာနေရင်ကောင်းတဲ့ကိစ္စလေးတွေဖြစ်လာမယ်ဆိုတာကိုစိတ်ထဲကအလိုလိုသိနေတာမျိုးပေါ့လူတယောက်ရဲ့ကိုရောင်ကိုဝါဆိုတာကအဲ့ဒီလူတယောက်ဟာရင်းနှီးမှုတည်ဆောက်ဖို့အတွက်လွယ်ကူမယ်ပြီးတော့ဘယ်ပတ်ဝန်းကျင်နဲ့မဆိုဝင်ဆန့်တယ်ဆိုတဲ့ပြသတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်အကယ်၍ဒီကိုကောင်းဆန်တဲ့သူတွေနားမှာကိုရောင်ကိုဝါတောက်ပနေမယ်ဆိုရင်ကျွန်တော်တို့လူချင်းချင်းကူညီရိုင်းပင်းကြတယ်ဆိုတာမျိုးကိုမြင်တွေ့ရတော့မှာမဟုတ်ပါဘူးဒါကြောင့်မိမိကိုယ်ကိုယ်သာအဓိကထားတဲ့သူတွေဆိုရင်တော့ကိုရောင်ကိုဝါမရှိတတ်ကြပါဘူးလူတွေကအကောင်းကျိုးနဲ့ဆိုးကျိုးကိုလက်တွေ့မလုပ်ခင်မှာအချိန်တိုလေးတွင်းမှာပဲဆုံးဖြတ်လေးရှိကြပါတယ်ဒါကြောင့်တစ်ခါတလေမှာကိုရောင်ကိုဝါမရှိတဲ့သူတွေနားမှာသွားနေရတယ်အဲ့လိုလုပ်ဖို့လိုအပ်လာတဲ့အခါမျိုးမှာပေါ့ဒါပေမဲ့ကိုယ်တိုင်ဆောက်ပြက်ခွင့်ရှိတဲ့အခြေအနေမျိုးမှာဆိုရင်တော့လူတွေကကိုရောင်ကိုဝါရှိတဲ့သူတွေနားမှာပဲနေကျင်ကြပါတယ်ဘာလို့လဲဆိုတော့ကိုယ်အကျိုးအတွက်ပို့ပြီးတော့ကျိုးရှိတယ်လို့ခံစားရတာကြောင့်ဖြစ်ပါတယ်ဥပမာသူများအတွက်ဆိုတဲ့နေရာမှာစားသုံးသူအတွက်ဒါမှမဟုတ်ပတ်ဝန်းကျင်အတွက်ဒါမှမဟုတ်ဝန်ထမ်းတွေအတွက်ဆိုတာမျိုးလည်းရပါတယ်ကိုယ်တိုင်လှုပ်ရှင်တာဘာမှလည်းမရှိတကူလုံးဆန်တဲ့သူတွေနားမှာလည်းနေတယ်ကိုရောင်ကိုဝါအဲ့လိုမျိုးနေတယ်ဆိုရင်ကိုရောင်ကိုဝါမတောက်ပတဲ့အပြင်အဲ့လိုလူတွေကဘယ်ရှင်ကိုကြည့်အမြဲတမ်းပိတ်မှောင်နေတတ်ပါတယ်လူတိုင်းမှာပြတ်သားတဲ့ပန်းတိုင်ရှိဖို့လိုအပ်ပါတယ်ဘယ်သူတွေအတွက်ဘာတွေလုပ်မယ်ဆိုတာတွေများလေလေကိုရောင်ကိုဝါပို့ပြီးတော့တောက်ပနိုင်လေလေဖြစ်ပါတယ်မိမိနောက်ကိုလိုက်လာတဲ့သူတွေကအဲ့ဒီလူတွေကနေပြီးတော့ခြားသူတွေကိုကူညီကျင်လာမယ်ကြာလာတော့ခေါင်းဆောင်တွေကြီးစုနေတဲ့အသင်းအဖွဲ့ကြီးဖြစ်လာမယ်ဘာကြောင့်လဲဆိုတော့လူတိုင်းကလိုက်ပါလာတဲ့သူတွေကိုကိုရောင်ကိုဝါကူးဆက်နိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ်တိုင်ကကိုရောင်ကိုဝါတောက်ပနိုင်တဲ့အပြင်ပတ်ဝန်းကျင်ကသူတွေကိုလည်းကိုရောင်ကိုဝါတောက်ပနိုင်ဖို့အတွက်ကိုယ်တိုင်ကကူညီပေးခြင်းတဲ့စိတ်ဝင်ဆန်းတဲ့စိတ်ပြီးလို့ရှိရင်မိမိခင်မင်ပေါင်းတင်းနေတဲ့သူတွေကလည်းပဲကူညီခြင်းရိုင်းပင်းခြင်းစကားပြောခြင်းကိုရောင်ကိုဝါရှိတဲ့သူဒီလိုမျိုးသူတွေနားမှာနေပြီးတော့ဒီလိုမျိုးစိတ်တွေထားပြီးတော့လုပ်ဖို့လိုအပ်ပါတယ်